ဖိုးပြုံးချိုနွားဝါသနာရှင်ချင်းကြီးကိုတို့ရဲ့အချစ်တော်ကြီးဖိုးပြုံးချိုကြီးကိုလွမ်းနေလိမ့်မယ်ထင်လို့ဖိုးပြုံးချိုရဲ့ဗီဒီယိုလေးကိုပြန်လဲတင်ပေးလိုက်ပါပြီဗျာမြန်မာနိုင်ငံကနွားဝါသနာရှင်အများစုရဲ့နှစ်သက်သဘောကျမှုအများဆုံးအားပေးမှုအများဆုံးဖြစ်တဲ့ online နွားမင်းသားကြီးဖိုးပြုံးချိုဖြစ်ပါတယ်ဗျာဖိုးပြုံးချိုရဲ့နသိုးမွေးလေးထနေတဲ့အနေထားလေးကိုရိုက်ထားတာလေးကိုနွားဝါသနာရှင်ချင်းညီကိုတို့ကိုအလွမ်းပြေကြည့်အောင်တင်ပေးလိုက်ပါပြီဗျာဖိုးပြုံးချိုကြီးကတော့ဘယ်ချိန်ကြည့်ကြည့်ခန့်ညားထေဝါစွာလှပနေတာပဲဖြစ်ပါတယ်နွားထွန်ဆက်နဲ့လေယာသုံးပစ္စည်းတွေရောင်းဖို့ဝယ်ဖို့အတွက်ဆက်သွယ်မရှိလို့အခက်အခဲဖြစ်နေလားအဲ့ဒီအခက်အခဲတွေကိုကိုကြီးဖြည့်ရှင်းပေးနိုင်မှုရာဝဲ application လေးရှိပါတယ်ရာဝဲ application လေးကို download ဆွဲပြီးတော့အခမဲ့ရောင်းလို့ဝယ်လို့ရတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်ဗျာဖိုးပြုံးချိုကြီးကတော့အမွှေးကတော့အမျိုးမျိုးပြောင်းလဲနေပါတယ်ဗျာယခုလိုချိန်မှာတော့အမွှေးကတော့အပြာစင်စင်နဲ့လှပစွာမြင်တွေ့ရမှာဖြစ်ပါတယ်သူရဲ့အမွှေးကတော့ဇိမ်းမွေးနဲ့အပြာမွေးဘယ်ကလှလဲဆိုတာနွားဝါသနာရှင်ချင်းကြီးကိုတို့ပြောပြခဲ့ကြပါဦးဗျာဘယ်မွေးထိုးနေတဲ့ချိန်ကဖိုးပြုံးချိုကြီးဟာအလှဆုံးဖြစ်နေလဲဆိုတာကိုပြောပြခဲ့ကြပါဦးဗျာကျွန်တော်ကတော့ဘလို့မွေးမျိုးဖြစ်နေလှနေတယ်လို့ထင်ပါတယ်ဗျ